Roblox voice chat ကိုမြန်မာနိုင်ငံထဲမှာပဲ Roblox အကောင့်ရှိအောင်နဲ့တင်ဖွင့်ပြီးဒီလိုဆော့လို့ရတဲ့နည်းကိုဘာသာလို့တီးပြီးကြဗျာဒီဗီဒီယိုထဲမှာဆိုရင်တော့ voice chat ဖွင့်လို့မရတဲ့သူတွေအတွက် voice chat ဖွင့်နည်းကိုပြပြပေးသွားမှာပါဒီဗီဒီယိုလေးမစခင်ဒီလိုမျိုးအမိုင်ဆောဗီဒီယိုတွေကိုဆက်ကြည့်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ပြီးရမှာဒီဗီဒီယိုလေးကိုလည်း like လေးပေးခဲ့ကြပါဦး voice chat ဖွင့်ဖို့အတွက်ကျွန်တော်တို့ရဲ့ Roblox အောက် location ကအမေရိကတို့ဂျပန်တို့ Australia တို့ဖြစ်ရပါမယ်။ပြန်မကောင်းစွာနဲ့ပဲကျွန်တော်တို့မြန်မာနိုင်ငံမှာပါပါဘူး။ဆိုတော့ voice chat ရဖို့အတွက် VPN သုံးရပါမယ်။ကျွန်တော်ကတော့ VPN ကိုအမေရိကမှာသုံးလိုက်ပါတယ်။အခုကတော့ VPN နဲ့အကောင့်အရင်လုပ်လိုက်ပါမယ်။ကျွန်တော်အကောင့်ဖွင့်ဖို့အတွက်အကောင့်ရဲ့ birthday date ကိုဒီလိုမျိုးလေးထားလိုက်ပါတယ်။ပြီးတော့အကောင့်ရဲ့ user name ကိုလည်း subscribe RBLXMM လို့ထားလိုက်ပါတယ်။ဒါတော့ဒီဗီဒီယိုကိုကြည့်နေရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦး။ပြီးရင်တော့ကျွန်တော်က channel ရေးပြီးရမှာ continue ကိုနှိပ်လိုက်ပါတယ်။ကျွန်တော် password လာတောင်းတာဖြစ်တဲ့အတွက်ကျွန်တော် password ထည့်ပေးလိုက်ပါတယ်။ Google အကောင့်ကိုဖောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က VPN နဲ့ဖောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အကောင့် location က United States America ဒါမှမဟုတ်ကျန်တဲ့နိုင်ငံဖြစ်ပါလိမ့်မယ်။ဘာလို့ဒီနေရာမှာသိထားမှာက Roblox voice chat ကမြန်မာဆိုရင်တော့လုံးဝကိုမရပါဘူး။အဲဒါကြောင့်မလို့ကျွန်တော်က VPN နဲ့သုံးပြီးဖောက်ခဲ့ရပါ။ကျွန်တော်တို့ Roblox voice chat ရဖို့အတွက် H verification လုပ်ရပါမယ်။ဟုတ်ပါတယ်။ H verification လုပ်မှာကျွန်တော်တို့က voice chat နဲ့စကားပြောလို့ရမှာပါ။ကျွန်တော် H verification ကိုကျွန်တော် server ဆွဲပြန်မှာကျွန်တော်လုပ်လိုက်ပါတယ်။ brother တို့ H verification လုပ်တဲ့နေရာမှာသိထားရမယ့်အချက်က brother တို့အသက်73နှစ်ကျော်မှာ voice chat နဲ့စကားပြောလို့ရမှာပါတကယ်လို့ဒါ brother တို့ကအသက်73နှစ်အောက်ဆိုရင်တော့မရပါဘူးကဲကျွန်တော်ကတော့ H verification လုပ်ပြီးဖြစ်တဲ့အတွက် voice chat ရမရကို voice chat နဲ့ဆော့လို့ရတဲ့ game တစ်ခုကို join ကြပါမယ်ကျွန်တော်ကတော့ mic ဆိုတဲ့ game လေးနဲ့ပဲလုပ်လိုက်ပါမယ်ကဲကျွန်တော်ကတော့ join လိုက်ပါပြီစကားမဆက်ဘလော့ဖူတဲ့မှာ level မဆို့အတွက်အခုချိန်ထိအကြာကြီး fan နေရတော့ဝင်မလား item တွေကိုလည်းအချိန်နဲ့အင်အားတွေနဲ့ပေးဆက်နေရတော့ဝင်မလားကဲအဲ့ဒါတွေကိုကြော်သွားနိုင်ဖို့အတွက်ကျွန်တော်စီမှာဆိုရင်တော့ screen နဲ့ဆော့ပြရမှာ brother တို့ level ဖမ်းနေတာပဲဖြစ်ဖြစ် item လေးယူချင်တာပဲဖြစ်ဖြစ်အချိန်မကုန်လူအပင်မပန်းခံချင်တဲ့လူတွေအတွက်ဒီ Telegram channel လေးမှာ Roblox ကို screen နဲ့ဆော့နည်းကိုတိတိကျကျတင်ပေးထားပါတယ်ကဲဒီ Telegram channel လေးရဲ့ link ကို comment section မှာပင်ထောက်ပေးထားပါတယ်ကျွန်တော်တို့ကတော့ game ထဲရောက်သွားပြီဆိုရင်တော့စကားပြောရတဲ့နေရာရဲ့ဘေးလေးမှာကျွန်တော်တို့ mic ပုံစံလေးပေါ်လာပါလိမ့်မယ်အဲ့ငကြက်ပုံစံလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ voice chat ကရသွားပါလိမ့်မယ်နေပါဦး Roblox ထဲမှာ voice chat နဲ့ဆော့တဲ့မြန်မာပလီယိုင်မရှိရတဲ့အတွက်ကျွန်တော်ဆိုတိုင်းအနိုင်ကျင့်ခံနေရတယ်လို့ပြောရမှာပေါ့ဘေးကလူတွေကအင်္ဂလိပ်လူတွေပြောပြီးတော့ကျွန်တော်ကဘာတစ်လုံးမှနားမလည်ဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်က voice chat နဲ့ဆော့တဲ့မြန်မာလူငယ်တွေတီးနှံဖွဲ့ထားတဲ့ group လေးကိုထောင်ထားပါတယ်ဗျအဲ့ဒီထဲမှာဆိုရင်တော့ညာတိုင်း voice chat နဲ့ဆော့လို့ရတဲ့ game မှန်တဲ့ညကိုဆော့ဖို့အတွက်ကျွန်တော်ထောင်ထားပါတယ်ဗျတကယ်လို့ brother တို့ကပါဝင်ကျင်နေဆိုရင်တော့ဒီ group လေးရဲ့ link ဒီဗီဒီယိုရဲ့ comment section ထဲမှာပင်ထောက်ပေးထားပါတယ် brother တို့အခုလက်ရှိသုံးနေတဲ့ Roblox ကောက်ရဲ့ location ကိုပြောင်းပြရမှာ voice chat ဖွင့်နည်းနဲ့ voice chat ဖွင့်ရတဲ့အကောက်ကိုမှ voice chat ဖွင့်မရတော့ဆိုရင်တော့ကျွန်တော် Telegram channel လေးကနေဆိုရင်ကျွန်တော်ကိုလာပြီးရမှာမေးလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုထဲမှာဆိုရင်တော့ဒီလိုမျိုးအမိုင်ဆောဗီဒီယိုတွေကိုဆက်လက်ပြီးတော့ဖန်တီးဖို့ကျွန်တော်အစီအစဉ်ရှိပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးကြပါ